ဒီအပိုင်းမှာတော့ဘန်ကသူကြိုက်နေတဲ့ဆော်လီဂျူလီရဲ့ tennis ပွဲကိုအားပေးနေပါတယ်ဆရာကြီးက alien နဲ့ monster ကောင်တွေကိုမကြောက်မရွံ့ရင်ဆိုင်နိုင်ပေမဲ့ကြိုက်နေတဲ့ဆော်လီကိုကြတော့ဖွင့်မပြောရဲဖြစ်နေတာပါသူအမကွမ်ကမကြောက်ပေးတော့မှဒိတ်ဖို့ကိုဥလဲလဲနဲ့ထွားပြောပါတော့တယ်ဂျူလီကဒိတ်ဖို့သဘောတူလိုက်တာတော့ဆရာကြီးကဥလဲလဲဖြစ်နေတော့မှာဒိတ်ဖို့နေရာကိုလိုက်ဖို့ကိုတော့ Kevin စီးပဲအပူကတ်ရပါတယ်ဒီတစ်ခါမှတော့ Kevin ကကြီးကြီးဖီဖီပဲလက်ခံလိုက်ပါတယ်အကောင်းတော့မဟုတ်ပါဘူးကားပေါ်မှာဘန်းတို့ကြက်ဖို့လုပ်နေတာပါမြို့ရတဲ့နေရာမှာတော့ဂျိုးသားတကောင်တောင်းကြံနေပါတယ်အဲ့ဒီကောင်ကအရာဝတ္ထုတွေကားတွေကိုကတ်တွယ်ထိန်းချုပ်နေပြီးဘန်းတို့နောက်ကိုပါလိုက်နေခဲ့ပါတယ်ဘန်းနဲ့ဂျူလီကတော့ PL ဆိုတဲ့ကစားကွင်းမှာဒိတ်တီနေခဲ့တာပါအဲ့ဒီချိန်စောက်ပြဿနာပေးမဲ့ဂျိုးသားတေးသေးလေးရောက်လာခဲ့ပါတယ်အဲ့ဒီကောင်ကတိုက်ကားကိုထိန်းချုပ်ပြီးတော့ဘန်းနောက်ကိုလိုက်နေတာပါဘန်းကလည်းဂျူလီကို Omnitrix အကြောင်းမသိစေချင်တာကြောင့်ဂျူလီနဲ့ဝေးရစီတွားပြီးဂျင်းဆိုင်နေရပါတယ်ပြောင်းထဲကြံခဲ့တဲ့ဂျူလီကဘန်းသူကိုထားသွားပြီးထင်နေတာပါဆရာကြီးကလည်းဘယ်တော့မှထားမသွားပါဘူးနဲ့ပြန်တော်ကီပစ်လိုက်ပါတယ်ဒါပေမဲ့စောက်ပြဿနာကမတီးသေးပါဘူးဂျိုသားကောင်က Jet Fighter ကစားစရာကိုထိန်းချုပ်ပြီးစောက်ပြဿနာရှားပြန်ပါတယ်ဒီချိန်မှာလည်းဘန်းကဂျူလီကိုပုံခိုင်းထားပြီးအင်ထားဆိုပြီးလစ်လာရပြန်ပါတယ်အဲ့ဒီကောင်ကိုရင်ဆိုင်ဖို့ Jet Ray ပုံစံပြောင်းဖို့လုပ်ပေမဲ့မတော်တဆ Brainstorm ပုံစံပြောင်းမိသွားပါတယ်ဒီ alien ကတော့ဘန်းခုမှပထမဆုံးပြောင်းဖို့အခီးပြီး Brainstorm Flat နာမည်ကိုလည်းခုမှကောက်ပေးလိုက်တာပါဒီကောင်ကညံစောက်ညံခေါင်းပြီးကနန်းပုံစံပါဒီကောင်ရဲ့ ability တွေကတော့ advanced calculations လို့ခေါ်တဲ့အခြေအနေပေါ်မူတည်ပြီး physics နေရာမှာတင်နဲ့တိတိကျကျအခြေခံပြီးတွက်ချက်နိုင်တာ force field generation လျှက်စစ်ပုံစံဇာတ်ဝင်းတစ်ခုဖန်တီးပြီးအကခွေလုံနိုင်တာခန္ဓာရည်တန်ပြန်နိုင်စွာဥယျာဉ်တိုးမြင်နိုင်တာတွေနဲ့ electrical telekinesis လိုမျိုးအရာတွေပါအကုန်ပြောရရင်ရှည်သွားမှစုလို့ဇလန်းကိုဆက်ပါမယ်မတော်တဆဘလောင်းပြီးသွားတဲ့ brainstorm နဲ့ဟိုကောင်ကိုတီးထုတ်လိုက်ပါတယ်ဒါပေမဲ့ဒီကောင်ကတခြားတစ်ခုကိုထိန်းချုပ်ပြီး Julie ကိုဖမ်းခေါ်သွားပါတယ်ဘန်လက် Jet Ray ပုံစံနဲ့နောက်ကလိုက်နေပေမဲ့ Julie ရှိနေတာကြောင့် Jet Ray ရဲ့ Neuro Shock Blast နဲ့ပြစ်မိရဖြစ်နေတာပါအဲ့ဒါကြောင့်လမ်းမမီတိုင်းတွေကိုပြစ်ပြီးပဲတားနေရတာပါဂျိုသားကိုမိခဲ့စဉ် Julie ကကြောက်မနေပဲပျော်တောင်ပျော်နေပါသေးတယ်အဲ့ဒီကြောင့်မှကျွန်တော်တို့တိလိုက်ရတာကဂျိုသားတေးသေးလေးကတိုက်ခိုက်ချင်တာမဟုတ်ပဲအကူကြီးတောက်ချင်နေတာပါဘန်လက်သူတရုတ်မှန်ကို Julie ကိုပြလိုက်ရပါတယ်ဘန်ကကြောက်ကားမယ်ထင်ပေမဲ့ Julie ကသဘောတောင်ကျနေပါသေးတယ်ဂျိုသားလေးကရံပြတ်ကျတဲ့နေရာကိုပြပြီးတခုခုပြောချင်နေတာပါဘန်တို့တွားကြည့်ခဲ့ခါ upgrade ပုံစံဂျိုသားတွေကောင်ကိုတွေ့လိုက်ရပါတယ်ရန်ထဲမှာလည်းကောင်းတောင်အခုကြီးနီးပြီးပောက်ကွဲတော့မှာပါအဲ့ဒါကြောင့်ဘန်လည်း humongous ပုံစံနဲ့ပောက်ကွဲတော့မဲ့ဘုံကိုအဝေးကိုလွှင့်ပစ်လိုက်ပါတော့တယ်ဘုံရဲ့အရှိန်ဟတ်တာကိုတော့ဘန်ကပဲအကကွယ်ပို့တက်လိုက်ပါတယ်ဆရာကြီးကဘုံရဲ့ပောက်ကွဲမှုပြီးသွားတာတော့ဖတ်ထားသုံးပါရင်ပေါ်မှာရှိတဲ့ upgrade ပုံစံဂျိုသားကရန်ပြတ်ကျသွားပြီးလုံးမရတာကြောင့်အနီးနားက plumber တယောက်ကိုအကူအညီတောင်းဖို့ ship ဆိုတဲ့ဂျိုသားလေးကိုလွှတ်ပေးလိုက်တာပါဒါပေမဲ့ဆရာကြီးဘန်ကတော့ Omnitrix ကအထမ်းကြီးတာကိုဘာမှမသိပါဘူးတကယ်ကအကူအညီတောင်းနေတာဖြစ်ပါတယ်အဲ့ဒီနောက်ဘန်တို့ကပြက်နေတဲ့ upgrade ရဲ့ရန်ပြန်လေးကိုကူပြန်ပေးခဲ့ပါတယ် upgrade ပြန်သွားချိန်ဂျိုသားလေးကိုတော့ဘန်ကိုပဲမွေးထားခိုင်းပြီးထားခဲ့ပါတယ် Omnitrix လည်း shutdown ဖြစ်သွားတာကြောင့်ဂျိုသားပြောင်းမရတော့ပဲဘန်တို့ရဲ့ date လေးကခြေလျန်းရှောင်ရန်အိမ်ပြန်ရင်းနေမယ်အမတ်တရ date လေးဖြစ်သွားပါတော့တယ်